ကဲအဲ့ဒီမှာကြည့်လိုက်ပါအောင်ကျမရဲ့အကောင့်လေးခုတော့ကျမရဲ့စပင်အကောင့်လေးအရင်လာတဲ့စပင်အကောင့်လေးဖြစ်နေပြီပေါ့နော်စပင်လေးလည်းနည်းနည်းရှောက်လာပြီဆိုတော့တခုပြောဖို့ကမင်းနေလို့ဗာလဲဆိုတော့ကျမdry ပိုင်းနဲ့မသုံးပါဘူးရှိလည်းမရှိပါဘူးကျမဒါပန်ကားလေးနဲ့ပဲနည်းနည်းလေးပေါ့နော်ကောက်သားလေးလောင်လေးပဲနည်းနည်းလေးပဲလေးအလိုလုပ်ပေးရပဲရှိပါတယ်ပုံမှန်ဆိုရင်တော့အတိုင်းပဲအလျှောက်ခံပါတယ်အမကြီးကျမအရင်စိတ်ရှမ်းတာနေတဲ့ပုံစံနဲ့အရင်နေကိုကြွားကျင်နေတဲ့ပုံစံနဲ့မတကယ်တော့ကြွားတာမဟုတ်ပါဘူးเนาะကိုစပင်လေးကစပင်ကိုဆိုင်မှာပထမဆုံးဆက်လုပ်တဲ့နေ့တော့အဲ့လိုမျိုးပုံစံလေးရတာဆိုတော့အရင်ကိုစိတ်ရှမ်းတာလို့ပြန်လဲပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ကျမလေးအဲ့လိုစပင်ပေါ့နော်လို့ဒီလေဘင်းသားလေးပေါ့နော်အဲ့လိုကောက်နေမှမကြိုက်ပါဘူးအဲ့လိုအဖျားလေးကောက်တာပဲကြိုက်ပါတယ်အဖျားလေးကိုလည်းနည်းနည်းအဲ့လိုပြပြလေးနဲ့လေးလေးကောက်တာပဲကြိုက်ပါတယ်အရင်အဲ့လိုခွေနဲ့အဲ့လိုမျိုးကြီးမကြိုက်ပါဘူးအစမှလေးစပင်ဆရာကျမကိုပြောရဲဒီလိုမျိုးတဲ့ပုံဒီလိုမျိုးလေးကောက်မှဆိုလို့ရှိရင်တဲ့ဆိုင်အောင်သွားပြီးတော့ပုံသွင်းရမယ်ပေါ့နော်အဲ့ကြောင့်တော့ကျမအရင်လှကျင်တော့ရတယ်သွားပြီးတော့ပုံသွင်းမယ်ဆိုပြီးတော့တကယ်လေးကြာရောကျမဆိုင်အောင်လဲသွားပြီးတော့ပုံလဲသွားမသွင်းနိုင်ပါဘူးအားနဲ့ကိုဘာသာကိုပဲပုံရအောင်သွင်းမယ်ဆိုပြီးတော့ကိုဘာသာကိုပဲစပင်လေးကိုပုံသွင်းပါတယ်အဲ့လိုမျိုးလေးနည်းနည်းလျှောက်သွားတဲ့အချိန်မှာလည်းကျမအစီလေးထပ်လိမ့်နေပေါ့နော်ဘာလို့လဲဆိုတော့စပင်ကကောက်တာဆိုတော့လေဘေးကိုဖွာထွက်နေရမျိုးမကြိုက်ပါဘူးကိုစပင်ကိုလည်းလို့စပင်ပွားပွားကြီးမကြိုက်ပါဘူးအရင်တော့အဲ့လိုမျိုးနေခဲ့ရပါတော့စပင်ပွားပွားလဲလဲအတိုင်းပဲကျမရဲ့စပင်ကအရင်စပင်ပွားတဲ့ဘက်ကိုရှိပါတယ်ပေါ့နော်စပင်ဖွာကြီးဖြစ်တာပေါ့နော်အခုကျတော့နည်းနည်းလေးတသက်ရဲလေးဖြစ်သွားတာစိတ်ရှမ်းတာရတယ်ပေါ့ရှင်အမကြီးကျမစပင်လေးရှောက်သွားတဲ့အနေထားလေးအဲ့လိုမျိုးလေးကိုကောက်ထားကိုဘယ်ရာဝဲဘလို့တော့ပေါ့နော်ကိုလုပ်ထားတဲ့အရာလေးအဲ့လိုမျိုးလေးဖြစ်ရင်တော့အရင်ကစိတ်ရှမ်းတာရပါတယ်ကြည့်လိုက်ပါဦးစိတ်ရှမ်းတာနဲ့ရုပ်ကြီးနဲ့